အားလုံးပဲမင်္ဂလာပါကာဆာပကြီးတင်တဲ့နဲ့ကြိုးဆိုပါတယ်ဒီနေ့တော့မြန်မာပကြီးသမိုင်းအကြောင်းကိုအတူအကျုံးလေးကျွန်တော်ပြပြချင်ပါတယ်မြန်မာပကြီးကိုကျွန်တော်တို့ခေတ်ကြီး6ခေတ်ပေါ့လေနော်အပိုင်း6ပိုင်းခြားပြီးတော့လေ့လာကြတာတွေ့ရပါတယ်အဲ့ဒါတွေကတော့သမိုင်းမတင်မီခေတ်ကနေစပြီးတော့မှပြုခေတ်ပကံခေတ်ညောင်ရမ်းခေတ်ကုန်းပေါင်ခေတ်နဲ့20ရာစုနောက်ပိုင်းကနေဒီနေ့ဒီချိန်ထိပေါ့နော်ဖြစ်ပေါ်တိုးတက်လာခဲ့တဲ့ပကြီးသမိုင်းကြောင်းလေးတွေကိုကျွန်တော်တို့အကျဉ်းချုပ်လေ့လာကြည့်ရအောင်ပါမြန်မာနိုင်ငံမှာကြောက်ခေတ်ကနေနိုင်ငံပကြီးတွေရေးခဲ့ကြတာကိုလေ့လာတွေ့ရှိရပါတယ်အဲ့ဒါတွေကတော့ရှမ်းပြည်တောင်ပိုင်းရွာငံမှာရှိတဲ့ပဒင်းလိုင်းကူထဲမှာရေးခဲ့တဲ့နိုင်ငံပကြီးလက်ရာတွေကိုကြည့်ခြင်းအပြင်သမိုင်းမတင်မီခေတ်ကြောက်ခေတ်ကလေးကနေကျွန်တော်တို့ရဲ့ဘိုးဘွားဘီတင်လို့ပြောလို့ရတာပေါ့နော်အဲ့ဒီကြောက်ခေတ်လူသားတွေကစပြီးတော့နိုင်ငံပကြီးလေးတွေရေးထုတ်ခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီထက်မှာဗာရေးခဲ့ကြလဲဆိုလို့ရှိရင်ဒီကြောက်ခေတ်လူသားတွေရဲ့လူနေမှုဒလိစရိုက်တွေနောက်တစ်ခုကသူတို့အမဲလိုက်ပြီးရရှိလာတဲ့တားကောင်တွေရဲ့ပုံတွေနော်ငါးတွေနေလုံးရဲ့ပုံတွေဖြစ်ပါတယ်ဒါတွေကတော့မြန်မာနိုင်ငံမှာကြောက်ခေတ်ကလေးကနေပကြီးရေးဆွဲခဲ့တဲ့အလေးကျင့်ကိုတွေ့ရမှာဖြစ်ပါတယ်ပြုခေတ်မှာတော့ပကြီးပကူးစသဖြင့်ပန်းဆယ်မျိုးအတက်ပညာတွေထွန်းကားခဲ့မယ်လို့ခံမှန်းရပေမဲ့လည်းလုံလောက်တဲ့အထောက်ထားတော့အခုချိန်ထိရှာဖွေမတွေ့ရှိသေးဘူးလို့ကျွန်တော်တို့သိရပါတယ်ပကံခေတ်မှာတော့ပကြီးရေးဆွဲခြင်းအတက်ပညာအမြင့်ဆုံးဖွံ့ဖြိုးခဲ့ပြီးဖြစ်တယ်လို့ကျွန်တော်တို့ပကံခေတ်အခုလက်ရှိပကံမှာရှိနေတဲ့နိုင်ငံပကြီးတွေကိုကြည့်ခြင်းအပြင်သိနိုင်ပါတယ်ပကံခေတ်မှာနိုင်ငံပကြီးတွေကိုအများဆုံးရွေးဆွဲခဲ့ကြတယ်နောက်ပြီးရင်မြစ်စမဒေတာကရောက်ရှိလာတဲ့ဗုဒ္ဓသာသနာနဲ့အတူသာသနာနိကအဆောက်အုံတွေမှာဗုဒ္ဓရဲ့ဖြစ်စဉ်တွေ950ဇန်နိပတ်တွေစသဖြင့်ပေါ့လေအဲ့ဒါနဲ့အတူတူဗုဒ္ဓဘာသာလည်းအတူတူထွန်းကားခဲ့တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်ဒါပကံခေတ်ဟာဆိုလို့ရှိရင်မြန်မာပကြီးရဲ့เนาะတမိုင်းဝင်ပကြီးခေတ်ဦးလို့ပြောလို့ရပါတယ်